ဝယ်မယ်ဆိုရင်ကင်မရာကြည့်ုံနဲ့မလုံလောက်ပါဘူး။များစုကဖုန်းဝယ်တဲ့အခါကင်မရာကောင်းလားလို့အရင်မေးကြပါတယ်။ကင်မရာကအရေးကြီးပါတယ်။ဒါပေမဲ့ဖုန်းတစ်လုံးကိုရှေ့သုံးမယ်ဆိုရင်ဒီအချက်လေးချက်ကိုအစားကြည့်တင်ပါတယ်။ဓာတ်ပုံရိုက်တာများတဲ့သူ online shot လုပ်တဲ့သူဆိုရင်ကင်မရာ quality ကိုကြည့်ပါ။မကဘယ်သေးကြီးရတခုလည်းမဟုတ်ပဲပုံထွက်အယောင်နဲ့အလင်းနဲ့နေရာမှာရဲလိုကောင်းမကောင်းမှစစ်တင်ပါတယ်။ Facebook TikTok YouTube ကြည့်ရများတဲ့သူဆိုရင်ဘက်ထရီသုံးခံမှုအရေးကြီးပါတယ်။ battery capacity နဲ့ charging speed ကိုကြည့်တင်ပါတယ်။ mobile လေးကျန်ပတ်တီဆော့မဲ့သူ application တွေမှာသုံးမဲ့သူဆိုရင်တော့ processor ကအရင်အရေးကြီးပါတယ်။ processor ကောင်းမှဖုန်း300တာတက်ပြီးလက်တာလည်းနည်းပါတယ်။ဖုန်းဝယ်တဲ့အခါ runny ပါလား runny ဆိုတာဘယ်လိုရလဲဆိုတာကိုသိချမေးပါဝယ်ပြီးနောက်ပိုင်း site visit ချရဲ့ဆိုင်ကနေဝယ်တာကပို့ပြီးတော့အရေးကြီးပါတယ်ဖုန်းဝယ်ကိုစဉ်းစားနေရဆိုရင်စုပ်သိပ်ပံမှာကိုသုံးမဲ့ပုံစံအလိုက်တိကျအကြံပေးပါတယ်ရှင်ဆိုင်မှာလာရောက်စစ်ဆေးပြီးစိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်ရှင်